ပြစ်မှတ်တစ်ခုနဲ့လူသက်သမား2ယောက်ဇလန်းအစမှာတော့ကြေးစားလူသက်သမား1ယောက်ဟာသူ့ရဲ့နောက်ဆုံးပြစ်မှတ်ကိုရှင်းလင်းဖို့ပြင်ဆင်နေပါတယ်။သူကညာဘက်လက်မှာဒဏ်ရာရထားတဲ့ပုံစံနဲ့ကြောက်ပတ်တီအတူကြီးဆွတ်ထားတာပါ။ဒါပေမဲ့အဲ့ဒီကြောက်ပတ်တီထဲမှာတော့တနက်တလက်ကိုအသင့်ဝတ်ထားပါတယ်။သူ့ရဲ့အစီအစဉ်ကရိုးရှင်းပါတယ်။ဝီချဲဘော်ကတထေးကြီးကိုအသေးသက်ရလာမဲ့စုချင်းငွေအများကြီးနဲ့အနားယူတော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့သူတနက်ထုတ်ပြီးပြစ်ခါနီးအချိန်မှာပဲဘဲကမှန်မသိတဲ့ဒုတိယမြောက်လူသက်သမား1ယောက်ပေါ်လာပါတယ်။အဝေးကနေစနိုက်ပါနဲ့လှမ်းချိန်လိုက်တာပြစ်မှတ်ရဲ့နှလုံးတဲတဲ့ကိုတစ်ချက်ထဲနဲ့အမိရဖြုတ်ချလိုက်တာပါ။တနေရာလုံးမှာလည်းရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ပြီးတက်တော်ဆောင်တွေကလည်းလူသက်သမားကိုလိုက်ရှာတော့တာပေါ့ပထမလူသက်သမားကသူ့ရဲ့စုချင်းငွေလက်လွတ်သွားရပြီဆိုတာသိလိုက်တဲ့အခါအရန်ဒေါသထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲတန်ရှင်းသမားအယောင်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားနေတဲ့ဒုတိယလူသက်သမားကိုသူတတိထားမိသွားတယ်။စတော့လွန်လည်းအခွင့်အရေးကောင်းကိုဆောင်ပြီးပြစ်လိုက်ပေမဲ့လွဲသွားခဲ့ပါတယ်။အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်နေတော့မှပဲတက်တော်ဆောင်အုပ်စုကဒုတိယလူသက်သမားကိုဝိုင်းထားလိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီလူကတာမန်မဟုတ်ပါဘူး။3စက္ကန့်အတွင်းမှာတင်သူ့ကိုဝိုင်းထားတဲ့တက်တော်ဆောင်တွေကိုအပြည့်ရှင်းပစ်လိုက်တာပါ။စတော့လွန်လည်းစက်တိုက်ပစ်ခတ်ရင်ငါတော့ဆရာကြီးတယောက်နဲ့တိုးပြီးဆိုတာနားလည်သွားပါတယ်။ထူးခြားတာကတစ်ဖက်လူဟာကြောက်လန့်မသွားပဲဒီလိုစိန်ခေါ်မှုမျိုးကိုပိုတောင်သဘောကျနေပုံမှာပဲမထင်မှတ်ထားတဲ့အဆုံးသက်မကြခင်မှာပဲရဲကားတွေရောက်လာပြီးထွက်ပေါက်ကိုပိတ်လိုက်ပါတယ်။ကြားညက်နေတဲ့ဒုတိယလူသက်သမားဟာမထင်မှတ်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။အဲ့ဒါကတော့ရဲတွေစီမှာလက်နက်ချအဖမ်းခံလိုက်တာပါပဲ။စတိုးဝန်တယောက်လည်းရဲတွေကတစ်ဖက်လူကိုဖမ်းခေါ်သွားတာကိုကြည့်ပြီးဘာမှလုပ်လို့မရတော့ပဲနောက်ဆုတ်ပေးလိုက်ရပါတော့တယ်။